ဆေးရုံသွားပြတဲ့အခါမှာကာတီရဲ့ဌာနလို့ပြောလိုက်တယ်ဆိုရင်နှလုံးကုသဆောင်ကိုဆိုလိုတာဖြစ်ပြီးတော့ဟီမတိုဌာနလို့ပြောလိုက်တယ်ဆိုရင်သွေးနဲ့ဆိုင်တဲ့ယောဂတွေကိုကုသတဲ့ဌာနပဲဖြစ်ပါတယ်။ကျွန်တော်ဒီနေ့ပြောပြပေးမယ့်ဌာနနာမည်လေးတွေကအလွယ်ခေါ်လေးတွေပေါ့နော်။ဥပမာကာတီယက်ဆိုရင်နှလုံးဌာနကိုခေါ်တယ်ဆိုတာအလွယ်ခေါ်လေးမှတ်သားစီချင်တာပါ။အပြည့်အစုံကတော့ဌာနတွေရဲ့နာမည်တွေရှိပါတယ်။ဒါပေမဲ့ပြောလိုက်တာနဲ့နားလည်လွယ်အောင်လို့ဇမကပြောပြပေးမှာပဲဖြစ်ပါတယ်။ဆေးရုံမှာsurgical ward ဆိုတာကခွဲစိတ်ကုသဆောင်ပဲဖြစ်ပါတယ်။ဟက်ပတိုဌာနသည်အသေးကုသဆောင်ဌာနဖြစ်ပါတယ်။ဟီမတိုဌာနသည်သွေးကုသဆောင်ဌာနဖြစ်ပါတယ်။ cardiac ward သည်နှလုံးကုသဆောင်ဌာနဖြစ်ပြီးတော့ nephro and uro သည်ကြောက်ကက်နဲ့စီလံချောင်းကုသဆောင်ဌာနပဲဖြစ်ပါတယ်။ neuro မှာကတော့ neuromedical ဆိုတာအုံနောက်နဲ့အာယုံကြောကုသဌာနဖြစ်ပြီးတော့ neuro surgery ဆိုတာကတော့အုံနောက်နဲ့အာယုံကြောခွဲစိတ်ဌာနပဲဖြစ်ပါတယ်။ trauma လို့ပြောလိုက်တယ်ဆိုရင်ထိခိုက်ဒဏ်ရာကုသဆောင်ဖြစ်ပြီးတော့ oncology onco လို့ပြောလိုက်တယ်ဆိုရင်ကင်ဆာနဲ့ဆိုင်တဲ့ကုသဆောင်ဌာနပဲဖြစ်ပါတယ်။ GI ဌာနကတော့အစာအိမ်နဲ့ဥလန်ချောင်းကုသဆောင်ပဲဖြစ်ပါတယ်။ဒါဆိုရင်ဆေးရုံကြီးတွေမှာရှိတတ်တဲ့ကုသဆောင်ဌာနတွေရဲ့နာမည်ကိုအင်္ဂလိပ်လိုအလွယ်ခေါ်နည်းလေးသိသွားပြီလို့ထင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်မဒေါက်တာ Grace ပါ။